တမယာဆိုစတိုထဆောင်းခန်းကြီးချော့ပရောဖက်မျိုးသားတို့ကကိုရိုနဲ့တူယခုနေသောအရက်တီချင်းမြောင်းပါ၏အကျွန်ုပ်တို့သည်ယော်ဒန်မြစ်နာသို့သွားပါရစေထိုအရက်နှင့်ဝိုင်း၍တိတာကိုခုတ်ပြေးလေကိုနေစရာဖို့လို့ပါရစေဟုအီလိရှဲထံသို့အခွင့်တောင်းလင်သွားကြလောဟုအခွင့်ပေး၏အချို့ကလည်းမငင်းပါနှင့်ကိုရောဂျွန်တို့နှင့်ကြွတော်မူလောပါဟုတွန်းပန်လေငါသွားမည်ဟုကိုခံတဲ့အတိုင်းသူတို့နှင့်အတူလက်လေ၏ယော်ဒန်မြစ်နာသို့ရောက်သောအခါတိတာကိုခုတ်ကြ၏လူတယောက်သောသူသည်ခုတ်စင်တွင်ရေထဲသို့ပစင်ကြ၏ခုတ်သောသူကလည်းခက်လာပြီတခင်ထိုပစင်သည်ငါခဲ့သောဥစ္စာဖြစ်ပါ၏ဟုအော်ဟစ်လင်ဘုရားသခင်၏လူကအဘယ်မှကြသည်နည်းဟုမေးသောကြရအရာကိုပြပြီးမှတို့ကိုခုံ၍ထိုအရာနှင့်ချသည်ဖြင့်ပစင်သည်ပေါ်လောနေ၏ဆယ်ယူလောဟုအီလိရှဲဆိုသည့်အတိုင်းတပြည့်သည်လက်ကိုဆန်း၍ဆယ်ယူ၏တဖန်ရှုရိရှင်ဘရင်သည်ဣသရေလပြည်ကိုစစ်တဲ၍အိမ်မိသောအရာနှင့်ငါတို့သည်တချကြောက်ကွန်အံ့ဟုကျွန်တို့နှင့်တံမိသောအခါဘုရားသခင်၏လူသည်ဣသရေလရှင်ဘရင်ထံသို့လူကိုစေလွှတ်၍အိမ်မိသောအရာကိုတတိပြုပါထိုအရာသို့ရှုရိလူတို့သည်လာကြပြီဟုတတိပေးသောအရာကိုဣသရေလရှင်ဘရင်သည်လူကိုစေလွှတ်၍အကျဉ်နှကျင်မကရန်သူကိုရှောင်လေ၏ထိုအကြောင်းကြောင့်ရှုရိရှင်ဘရင်သည်စစ်ပူပန်၍အကျွန်ုပ်ကိုခေါ်ပြီးလေငါတို့တွင်အဘယ်သူသည်ဣသရေလရှင်ဘရင်ရင်ပါနှင့်နေသည်ကိုငါအားမပြဘဲနေကြသည်နည်းဟုမေးသောကျုံတယောက်ကထိုသို့မဟုတ်ပါရှင်မင်းကြီးကိုရောဆက်တော်မူခန်း၌မေ့တော်မူသောစကားကိုပင်ဣသရေလပြည်၌ရှိသောပရောဖက်အီလိရှဲသည်ဣသရေလရှင်ဘရင်အားပြန်ပြောတတ်ပါသည်ဟုလျှော်လေ၏ရှင်ဘရင်ကလည်းသူသည်အဘယ်အရာနှင့်ရှိသည်ကိုသွား၍ချောင်းကြည့်လောသူကိုဖန်ဆီးစေခြင်းကငါဆင်လွတ်မည်ဟုမိတော်မူပြီးမှတောတန်မျိုးနှင့်ရှိပါသည်ဟုလျှော်လေ၏ထိုမြို့သို့မြည်စီသည်ရဲ့ယထာစီသည်ရဲ့ပူချေများကိုစေလွတ်သည်ဖြင့်ညအခါရော၍မြို့ကိုဝိုင်းကြ၏နက်နက်စောစောဘုရားသခင်လူ၏ကြုံသည်ထား၍ပြည်သို့ထွက်သွားအခါမြည်စီသည်ရဲ့ယထာစီသည်ရဲ့ပူချေတို့သည်မြို့ကိုဝိုင်းလျက်ရှိကြသည်ဖြစ်၍အိုသခင်အဘယ်သို့ပြုရပါမည်နည်းဟုမိသခင်အားဆို၏အီလိရှဲကမစိုးရင်နှင့်ငါတို့ဖက်နှင့်နေသောသူတို့သည်ရန်သူတို့ဖက်နှင့်နေသောသူတို့ထက်တာ၍များကြသည်ဟုဆိုလျက်အိုထာရဘုရားဤသူသည်မိနိုင်မိအကြောင်းသူ၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်အတိုင်းထာရဘုရားသည်ထိုလူလင်၏မျက်စိကိုဖွင့်တော်မူသည်ဖြင့်အီလိရှဲပတ်လည်နှင့်တကိုယ်လုံးမိယထာနှင့်ပြည့်တီကိုမြင်လေ၏ရှုရိလူတို့သည်ရောက်သောအခါအီလိရှဲကအိုထာရဘုရားဤသူတို့၏မျက်စိမမြင်စေခြင်းကတန်ခတ်တော်မူပါဟုဆုတောင်းသည့်အတိုင်းတန်ခတ်တော်မူ၏အီလိရှဲကလည်းအီလန်မဟုတ်ဤမြို့သည်လည်းငါတော်သို့လိုက်ကြသင်တို့ရှာသောသူတို့ရှိရာသို့ငါပို့မည်ဟုဆိုလျက်ရှင်မရိမြို့သို့ပို့လေ၏မြို့ထဲသို့ရောက်ပြီးမှအီလိရှဲကအိုထာဝရဘုရားဤသူတို့သည်မြင်နိုင်မည့်အကြောင်းသူတို့၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်အတိုင်းသူတို့၏မျက်စိကိုဖွင့်တော်မူသည်ဖြင့်သူတို့သည်မြင်၍ရှင်မရိမြို့ထဲမှာရှိသည်ဟုသိကြ၏ဣသရေလရှင်ဘုရင်ကလည်းအဖထိုသူတို့ကိုဓာနှင့်တပ်ပါမည်လောဟုအီလိရှဲအားမေးလေမတပ်ပါနှင့်ဓာနှင့်ခုတ်လျက်လေးနှင့်ပြည့်လျက်စစ်တဲ၍ဖမ်းမိသောသူတို့ကိုတားရမည်လောသူတို့ရှေ့မှမိုးနှင့်ရေကိုထဲ၍သူတို့သည်စားတော်ပြီးလင်မိမိတို့သခင်ထံသို့သွားပါစေဟုဆိုလေများစွာသောစားစရာကိုပြင်ဆင်၍စားတော်စေပြီးမှဆင်လူသဖြင့်လူလက်တဖြစ်သူတို့သည်မိမိတို့သခင်ထံသို့ပြန်သွားကြ၏ထို့နောက်မှရှုရိလူတို့သည်အလိုအလျော်တပ်ဖွဲ့၍ဣသရေလပြည်သို့မလာကြနောက်တစ်ဖန်ရှုရိရှင်ဘုရင်မဟာဒတ်သည်ပိုချေအပေါင်းကိုစုဝေးစေသည်ဖြင့်စစ်ချီ၍ရှင်မရိမြို့ကိုဝိုင်းထား၏ကြာမြင့်စွာဝိုင်းထားသောကြောင့်ရှင်မရိမြို့နှင့်အလွန်စွာခွန်ပါ၍မင်းကောင်းတလုံးကိုငွေ80နဲ့၎င်းပဲချမ်းတပီကိုငွေ9ကျပ်နဲ့၎င်းရောင်းရ၏ဣသရေလရှင်ဘုရင်သည်မြို့ရိုးပေါ်မှရှော့သွားစဉ်မိမတယောက်ကအရှင်မင်းကြီးကဲမတနာတော်မူပါဟုအော်ဟီ၏ရှင်ဘုရင်ကထာဝရဘုရားက
ကဲမတော်မမူလင်ငါသည်အပဲ့တို့ကဲမနယ်မီနီစပားနယ်ရတလဲစပိတိနယ်ရတချင်းထဲကကဲမရမီလောဟူ၍၎င်းတင်းနဲ့အပဲ့တို့ဖြစ်တနည်းဟူ၍၎င်းမေးလေမိမကဤမိမသည်ကျမစီတို့လာ၍တင့်သားကိုယနေ့ငါတို့စားဖို့အပ်ပါလက်ဖြန်ထဲမှာငါသားကိုစားရမည်ဟုဆိုသည့်အတိုင်းကျမဤသားကိုပြို၍စားကြပါ၏လက်ဖြန်နေနဲ့ကျမကတင်းဤသားကိုငါတို့စားဖို့အပ်ပါလောဟုတောင်းသောလူသည်မိမိသားကိုဝက်ထားပါသည်ဟုလျှော်လေ၏ရှင်ဘရင်သည်ထိုမိမ၏စကားကိုကြားလေမိမိအဝတ်ကိုဆိုလေ၏မြို့ရိုးပေါ်မှလျှော့သွားစေလူတို့သည်ကြည်၍အတွင်းနှင့်ရှောင်းတွေအဝတ်ပြေဝတ်တော်မူသောအကြောင်းကိုသိမြင်ရကြ၏ရှင်ဘရင်ကလည်းရှာဖတ်သားအလိရှေ၏ဝတ်ကောင်းသည်ယနေ့သူ့ကိုနှင့်မကွာဘဲနေလေထာဝရဘုရားသည်ထိုမြတ်မကငါတို့ပြုတော်မူစေသည်ဟုဆို၏အလိရှေသည်မိမိအိမ်၌ထိုင်၍အသက်ကြီးသူတို့သည်သူနှင့်အတူထိုင်ကြစဉ်ရှင်ဘရင်သည်မိမိရှေ့မှလူတစ်ယောက်ကိုစေလို၏ထိုဓမ္မမရော့မီအလိရှေကလူသက်ဤသားသည်ငါလည်းပင်ကိုဖျက်စေခြင်းကစေလူသည်ကိုသိမြင်ကြသလောထိုဓမ္မရော့သောအခါတကားကိုပေး၍တကားနားမှသူ့ကိုစီးတတ်ကြလောသူ့နော့မှာသူ့သခင်ခြေတံမမီသလောဟုအသက်ကြီးသူတို့အားပြောစဉ်တွင်ထိုဓမ္မသည်ရော့လာ၏ရှင်ဘရင်ကိုယ်တိုင်ရော့လင်ဤအမှုသည်ထာဝရဘုရားဆင်ရင်သောအမှုဖြစ်၏ထာဝရဘုရား၏ကျေးဇူးကိုအပယ်ကြောင့်မျှော်လင့်ရသည်ဟုဆိုသောအာမင်